အားလုံးပဲမင်္ဂလာပါ FPL ဆော်တဲ့မြန်မာပြည်သားဂျာကြီးပေါင်းတို့ကို90 minute we track channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ထုံးစံတိုင်းပထမဆုံးပိုင်းကတော့ပြီးခဲ့တဲ့ Game Week 5မှာကျွန်တော်အသင်းရဲ့အခြေအနေနဲ့ Game Week Review အနည်းငယ်ပြောသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ Cancel ပိုင်းမှာကိုသမားနဲ့နောက်တန်း3ယောက်ပေါင်းပြီး16မှတ်သာရခဲ့ပါတယ်ထူးခြားတဲ့အချက်အနေနဲ့ကတော့ဒီတစ်ပတ် Game Week က clean sheet ရတဲ့အသင်း2သင်းသာရှိခဲ့ပြီးတော့ဒီ2သင်းကဘုံမောင်းနဲ့ Newcastle ပါ။ဘာဖြစ်လို့ထူးခြားချက်လို့ပြောတာလဲဆိုတော့ပြီးခဲ့တဲ့ Game Week 1-4မှာတစ်ပတ် clean sheet ရတဲ့အသင်းကအနည်းဆုံး6သင်း9သင်းလောက်ကစပြီးရှိခဲ့လို့ပါပဲ။ဒီတော့ကွင်းနယ်ပိုင်းမှာကွင်းနယ်ပိုင်းအနေနဲ့ကတော့စနေမှတ်သာပြန်ရခဲ့ပါတယ်။ဒီမှာနဲ့ကျွန်တော်အသင်းအနေနဲ့ထူးခြားတာကတော့ဘုံမောက်ကစီမန်ညိုပါစီမန်ညိုက attacking return မရဘဲနဲ့ DCB return ပြန်ရခဲ့တာပါစီမန်ညိုအတွက်တော့ပထမဆုံး DCB return ပြန်ရမယ်လို့တော့ထင်ပါတယ်နောက်ဆုံးကတော့ရှေ့တန်းတိုက်စစ်မှုတွေပါဒီတစ်ပတ်မှလုံလိုက်တဲ့နေပါဘူးတိုက်စစ်မှု EKTK ကိုအောက်ပြီးတော့ပြန်ခေါ်လိုက်တဲ့ Chelsea တိုက်စစ်မှုပရိုကဗလန့်ပြီးတော့2မှတ်ပဲရခဲ့ပါတယ်ကပတိန်ပေးထားတော့4မှတ်ပါဒီမန်ယူနဲ့ Chelsea ပွဲကလည်းတော်တော်လေးပြောစရာဖြစ်ခဲ့ပြီးစန်ချက်အနီကမိနစ်20မှာကိုပါမာလူစားလဲခံရတာနဲ့အတူပထမပိုင်းမပြီးခင်မှာပဲမန်ယူကကွင်းနယ်ကစားသမားကက်စမဲရိုနှောက်ဝါတနီနဲ့ထွက်သွားရတော့တော်တော်လေးပွဲကြည့်ရတာစိတ်ကတိကအောင်ဖြစ်ရပါတယ်ဟာလန်ကတော့ဟာလန်ဖြစ်နေသေးပါပဲအာဆင်နယ်နဲ့တွေ့နေတကူသွင်းနိုင်ခဲ့ပါတယ်နောက်ထပ်တိုက်စစ်မှုရီချာနီဆန်ကလည်းတကူသွင်းနိုင်ခဲ့တော့ရှီရန်တိုက်စစ်မှု3ယောက်အတွက်တိတ်ပြီးတော့မစိုးလာတဲ့အပတ်ပါပဲနောက်ဆုံးပြောစရာအချက်ကတော့ငိုရမယ့်ချက်ပေါ့နော်ဒီတစ်ပတ်မှာမှကျွန်တော်အသင်းကိုဘန်ဘူးတုံးခဲ့ပါတယ်အရန်ကုံကကစားသမား၄ယောက်ရဲ့အမှတ်ကိုပါထည့်တွက်လို့ရတဲ့ဘန်ဘူးပါကန်ဆိုးကျင်တော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးဖေးသွားတဲ့ခြေတစ်ခုဖြစ်ခဲ့ရပါပြီဆိုတော့ overall အနေနဲ့စုစုပေါင်း59မှတ်ရပါတယ်ဒီတစ်ပတ်ရဲ့ average မှတ်က42မှတ်ဆိုတော့ကျွန်တော်အသင်းရဲ့အခြေအနေနဲ့မြားတွေတော်တော်လေးစိမ့်နေပင်မဲ့ဘန်ပူစီဖေးတာကတော့စိတ်ညစ်စရာပါပဲအခုမြင်တွေ့နေရတာကတော့လာမယ့် game week 6အတွက်ကျွန်တော်အသင်းရဲ့လက်ရှိစဉ်းစားနေတဲ့ line up ဖြစ်ပါတယ်ဒီတစ်ပတ်ကတော့ဘာမှမလုပ်တော့ဘဲနဲ့ free transfer စုထားဖို့စဉ်းစားနေပါတယ်ကပတိန်ကတော့ဘန်လီစင်းနဲ့တွေ့မဲ့ Man City တိုက်စစ်မှုဟာလန်ပါဒီနေရာမှာဂျာကြီးများစုဂျာကြီး TC ပါပေးဖို့စဉ်းစားနေပေမဲ့ဒီမတိုင်ခင်မှာဆီယာဘတ်ကွာရီယိုနာကဟာလန်ဘတ် injury လို့ပြောထားပါတယ်ဒါပေမဲ့ဒီဘန်နီနဲ့ပွဲတော့ပါနိုင်မယ်လို့တော့ကျွန်တော်ကထင်ပါတယ်ဆိုတော့ဟာလန် TC သုံးဖို့ 90% ပါတလက်စားလည်း Game Week 5မှာအမှတ်နေခဲ့တယ် Game Week တွေတောက်လျှောက်ကြမ်းကတ်ခဲ့တဲ့ဂျာကြီးတွေအတွက်ဒီ Game Week 6ကဝိုင်းကတ်သုံးလို့ကောင်းတယ်ဝိုင်းကတ်သုံးလို့အကောင်းဆုံးအပတ်လို့တော့ကျွန်တော်ကထင်ပါတယ်ဒီတော့ဝိုင်းကတ်သုံးရင်ဘေးကစားသမားတွေကိုခေါ်တဲ့နယ်ကျွန်တော်ကဖော်ပြပေးထားပါတယ်ဒီကစားသမားတွေကလက်ရှိခြေစွမ်းရနဲ့မရှိမဖြစ် template player တွေလို့ပြောလို့ရပါပြီပထမဆုံးကိုသမားအပိုင်းကိုပြောပါမယ်အာဆင်နယ်ကရာရာဘုံမောက်ကပက်ထရိုဗစ်ခရစ္စတယ်ဘဲလီအသင်းကဟန်တာဆန်နဲ့စပါကိုသမားဗီဂါရီယိုတို့ကတော့လောလောဆယ်အသင်းမှာတယောက်လောက်တော့ရှိတဲ့နေပါပြီဒီစရင်မှာမပါတဲ့ကိုသမားနောက်တစ်ယောက်လည်းရှိပါတယ်ဂိမ်းဝီ9ခုမှာ4ပွဲကလင်းရှိရထားတဲ့နယူကာဆယ်အသင်းရဲ့ကိုသမားနစ်ပုတ်ပါသူနဲ့အာဆင်နယ်ကိုသမားရော်ရာ2ယောက်အတွက်တူညီတဲ့အားနည်းချက်လို့ပြောရမယ်အချက်တစ်ခုတော့ရှိပါတယ်ဒါကတော့6 point သိမ့်မရတာပါကလင်းရှိတည်ကြတဲ့အသင်းတွေဖြစ်ပေမဲ့6 point သိမ့်မရတတ်တော့ကံမကောင်းလို့ပေးဖို့ခွင့်ပြုရမယ်ဆိုရင်2မှတ်တန်ကိုသမားတွေပဲဖြစ်သွားနိုင်ပါတယ်ဒါတော့သတိထားရပါပါနောက်ထပ်တစ်ပိုင်းကတော့ခံစစ်ကစားသမားတွေပါကျွန်တော်ရေးပေးထားတဲ့ဒီကစားသမားတွေအကုန်လုံးက9တန်းအောက်ဈေးတန်းမှာပဲရှိပါတယ်ဂျာကြီးတို့ရဲ့အသင်းမှာပရီမီယံဒီဖန်နာလို့ပြောရမယ်အာဆင်နယ်ခံစစ်ကစားသမားတွေရဲ့လီဗာပူးအသင်းကဗာဂျယ်ဗန်ဒိုက်ချယ်ဆီအသင်းကကိုကိုရလာတို့နဲ့အခုရွေးချယ်ပေးထားတဲ့ကစားသမားတွေကိုအတူတူတွဲထားလို့ရပါတယ်ဒီနေရာမှာလည်းပြောစရာရှိတာကဘုံမောက်အသင်းကဆန်နစီနဲ့အတူတူဂိမ်းဝင်5ခုဇက်တိုက် DCB return ပြန်ရထားတဲ့အေဗာတန်အသင်းကကစားသမားတာကော့စကီပါ
သူလည်းတင့်တော်တဲ့ကစားသမားတစ်ယောက်လို့ထင်ပါတယ်နောက်ဆုံးပိုင်းမှာဒီပိုင်းမှာကွင်းနယ်ရောရှေ့တန်းကစားသမားတွေရောအတူတူပေါင်းပေးထားပါတယ်ဒီကစားသမားတွေကလက်ရှိဂျာကြီးတို့ရဲ့အသင်းတိုင်းမှာအားလုံးရှိနေပြီးဖြစ်မှာပါဆိုတော့လောလောဆယ်တန်ရာကနေပြန်နေသက်သာလာတဲ့စာကာပဲကြံမယ်ထင်ပါတယ်စာကာဆိုရင်တော့အာဆင်နယ်မှာတယောက်တည်းသော FPL option ထိဖြစ်လောက်အောင်ကြံပြနိုင်ခဲ့တာဂျာကြီးတို့လည်းသိပါပဲ Game Week 7နောက်ပိုင်းကလည်းအာဆင်နယ်အသင်းရဲ့အချိန်ပါပဲဆိုတော့လက်ရှိမှာအသင်းရဲ့တိုင်ပတ်နေတဲ့ကစားသမားတွေကိုအာဆင်နယ်ကစားသမားတွေနဲ့နေထားလိုက်တာကလည်းအကျိုးရှိမယ်လို့ထင်ပါတယ်အာဆင်နယ်မှာကြိုက်နေတဲ့ကစားသမားဆိုရင်တော့ကိုသမားရာနောက်တန်းမှာဂါဘရီယယ်ကလျာဖြူကြီးကွင်းလယ်မှာဆိုရင်ဒီကလန်ရိုက်အီဇီဆာကာရှီတန်းမှာယောဂရက်တို့ရှိပါတယ်ဆိုတော့ယခုရွေးချယ်ပေးထားတာတွေကတင့်တော်တဲ့ကစားသမားတွေဝိုင်းကတ်သုံးမဲ့ဆိုရင်အသင်းကိုခေါ်ထားလို့ကောင်းမဲ့နေရာလိုက်ကစားသမားတွေဖြစ်ပါတယ်နောက်ထပ်တစ်ပိုင်းမှာတော့ဒီ Game Week အတွက် Target Fixture တွေကိုပြောပါမယ်ပထမဆုံးပွဲကတော့ Man City နဲ့ Burnley ပါကျွန်တော် Facebook page မှာတင်ထားတဲ့ဗီဒီယိုမှာပြောထားခဲ့တဲ့အတိုင်းပဲ Burnley အသင်းကလီဗာပူးကိုဒုက္ခပေးနိုင်တာသူတို့အိမ်ကွင်းမှာပါဒီ Man City အိမ်ကွင်းမှာတော့တိတ်ပြီးတော့အဆင်မပြေနိုင်ဘူးထင်ပါတယ်Man City ကကစားသမားတွေခေါ်ခြင်းနဲ့ဆိုရင်တော့လက်ရှိအဝယ်လိုက်နေတဲ့ကိုသမားဒိုနာရူမာကွင်းနယ်ကရိန်ဒါဒိုကူဖိုရန်ရှီတန်းကတိုက်စစ်မှုဟာလန်တို့ရှိပါမယ်ဟာလန်ကိုဘက်အင်ဂျူရီတို့တွေ့နေရပေမဲ့ကျွန်တော်ကတော့ဒီဘန်ဒီနဲ့ပွဲပါနိုင်မယ်လို့တော့ထင်ပါတယ်ဒုတိယတစ်ပွဲကတော့လီအသင်းနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်မှာကျွန်တော်ပြောခဲ့သလိုပဲလီအသင်းရဲ့ပေးကိုက9ဂိုးအထိရှိပေမဲ့ဒီထဲကပေးကို9ဂိုးကအာဆင်နယ်အသင်းနဲ့ကိုပေးခဲ့ရတာပါဆိုတော့ကျန်တဲ့ဒီပွဲကပေးကို2ဂိုးပဲရှိပါတယ်ဒါပေမဲ့လက်ရှိဘုံမောက်ရဲ့တိုက်စစ်ကလည်းနည်းနည်းအစွမ်းထက်နေတယ်လို့ပြောရမှာပါစီမန်ညိုအွန်လိုင်းတွေတော့ကပတိန်ရွေးချယ်လို့ကောင်းမဲ့အပတ်ပါပဲဟာလန်သာမရှိရင်တော့စီမန်ညိုပေါ့ဗျာတတိယမြောက်ပွဲစဉ်ကတော့စပါးနဲ့ဝုတ်သင်းတို့ရဲ့ပွဲစဉ်မှာအားလုံးသိတဲ့အတိုင်းလက်ရှိပရီးမီးယားလိမှာ9ပွဲကစား9ပွဲလုံးရှုံးထားတဲ့တစ်သင်းနဲ့တော့အသင်းကဝုတ်အသင်းမှာဆိုတော့ဒီလိုအသင်းကိုစပါးဘယ်လောက်ကိုပြတ်မလဲပဲကြည့်ရပါမယ်ကွင်းနဲ့ကစားသမားကူးတက်နဲ့တိုက်စစ်ကရီချာနီဆန်တို့အတွဲဘက်ကနေဘယ်လောက်ကိုရနိုင်မလဲစိတ်ဝင်စားစရာပါပဲကျွန်တော်အသင်းမှာတော့ရီချာနီဆန်ပါပါတယ်စတုထမြောက်ပွဲစဉ်ကတော့အေဗာတန်နဲ့ဝက်ဆန်အသင်းတို့ရဲ့ပွဲစဉ်မှာအားလုံးသိကြတဲ့အတိုင်းလက်ရှိအိမ်ကွင်းနှစ်ပွဲကစားပြီးတဲ့အချိန်မှာအေဗာတန်ကရှုံးပွဲလုံးဝမရှိသေးပါဘူးဒီလိုအသင်းရဲ့အိမ်ကွင်းကိုဝက်ဆန်ကသွားကစားရမှာပါဆိုတော့ဝက်ဆန်ကလည်းအားလုံးသိတဲ့အတိုင်းလက်ရှိအချိန်မှာခန်းစစ်ကအဆိုးဆုံးဖြစ်နေပြီးပေးကို73ဂိုးအထိရှိနေပါတယ်ဒီပွဲမှာတော့ကျွန်တော်အသင်းအတွက်မရှိသေးတဲ့ကစားသမားတွေအနေနဲ့ခန်းစစ်ကတာကော့စကီကွင်းနယ်ကဂရေနစ် NDA ဝက်ဆန်ကွင်းနယ်ကစားသမားပါကွေတာနဲ့အေဗာတန်တိုက်စစ်မှုဘယ်ရီဝက်ဆန်အသင်းရဲ့တိုက်စစ်မှုပိုဝင်တို့ကိုကျွန်တော်စောင့်ကြည့်ခြင်းပါတယ်ဒီပွဲမှာ differential ပေါက်ကောင်အနေနဲ့တော့ကျွန်တော်က NDA ကိုရွေးချယ်ခံမှန်းထားပါတယ်နောက်ဆုံးပွဲပါတိုက်စစ်ပိုင်းမြန်မြန်ဆိုင်ဆိုင်ကြည့်ရမယ့်ပွဲလို့ခံမှန်းထားပြီးတော့ဂိုးတွေနဲ့အများအပြားတွေ့ရနိုင်ပါတယ်ချယ်ဆီအသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်မှာချယ်ဆီအသင်းရဲ့ကွင်းနယ်ကစားသမားကိုပါမာရဲ့ injury update ကတော့အတိအကျမသိရသေးပါဘူးတေချာသိရရင်တော့ကျွန်တော် page မှာတင်ပေးထားပါမယ်ဒီတော့နောက်ဆုံးပိုင်းမှာထုံးစံအတိုင်းတပတ်ရွေးချယ်ပေးနေကြဖြစ်တဲ့1 week free hit အသင်းလေးဖြစ်ပါတယ်ဘယ်ကစားသမားတွေပါနေနဲ့တစ်ချက်ကြည့်ကြပါအောင်စပါးအသင်းက3ယောက်ဘုံမောက်အသင်းက3ယောက်နဲ့မန်စီးတီးအသင်းက2ယောက်တို့ကိုရွေးချယ်ထားပါတယ်အရန်ကုန်တန်းကပထမဆုံးဝင်မဲ့ကစားသမားကတော့မန်ယူနဲ့တွေ့မဲ့ Brentford က Van der Ven ဖြစ်ပါတယ်ဆိုတော့ယခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေစမ်းလို့ရှိရင် channel လေးကို subscribe နှိပ်သွားပေးဖို့နဲ့တောင်းဆိုချင်ပါတယ်အားလုံးပဲရာကျော်တဲ့ Game Week ဖြစ်ကြပါစေ